လောကုတ္တရာနယ်နဲ့ကြည့်တဲ့အခါကျတော့ပပ္ပဇိတပပ္ပဇဆိုတာဒုံလာပါရှာခဲ့တယ်အဲ့ဒီကုသိုလ်ကတန်ဖိုးကြီးတယ်အကြီးဆုံးဖြစ်တယ်ဗါတယ်လေသမီးပုပ်ပို့သားလေးမောင်ဝင်လာအောင်အဲ့ဒီပပ္ပဇကုသိုလ်သည်ယဟန်ခံခြင်းရှင်ပြုခြင်းသည်တန်ဖိုးကြီးတယ်အဲ့ကြောင့်နေပြောရင်ဘုရားတဆူပွင့်မှလုပ်လို့ရတယ်လမ်းခင်းတာအချိန်ပြင်းခင်းလိုက်စမ်းပါပပရိုက်တဲ့အချိန်ပြင်းလုပ်လိုက်စမ်းပါသွေးလူတယ်လှုပ်လိုက်စမ်းပါဟာရှင်ပြုယဟန်ခံဆိုတာဘုရားတဆူပွင့်မှလုပ်ခွင့်ရှိတာဟုတ်လားဘုရားမပွင့်မယ်နဲ့လုပ်လို့မရဘူးဒီဝိုင်းနာမင်းအောင်လေးကိုရှင်ပြုတ်တယ်ဘယ်လောက်ဆောင်ရလဲ၄အသင်ချီကဘာတသိန်းဆောင်ရဟာအကြောက်ကြီးပဲကြာကြီးအဲ့ဒါကြောင့်လည်းအဲ့ဒီကုသိုလ်ကပူပူရဲ့သားလေးမောင်ဝနရဲ့မင်းတို့ကုသိုလ်ကတန်မိုးကြီးတယ်အဖို့တန်တယ်မှတ်ခဲ့နည်းနည်းမှဒါလေးပြောပြီးတော်ပြီပပ္ပစိတဒုံလဘနဲ့ခဏခဏပြောတယ်မင်းတို့နားလေးဝင်အောင်မဝင်တော့အောင်ဗါတယ်လေပပ္ပစိတဒုံလဘနဲ့ဂျုံရတယ်ဒုရတွေမှာအဲ့ဒီလိုကုသိုလ်မျိုးမှာအဖို့တန်တာနားတော့ဗါတယ်လေပပ္ပစိတကုသိုလ်နဲ့ဂျုံတဲ့သူအဖို့တန်ဆုံးပဲတဲ့ဟာကြံ့တာမပါဘူးတခုတည်းပဲရှိတယ်ကျောင်းတွေလူတွေဘာလို့ထားတရားတွေဆောက်တယ်ခဏထားဖရားတွေတဲတယ်ခဏထားဘာပဲပြောလိုက်လေဇေရီ1000ဇေရီပေါင်း8000လေးတောင်ရေကန်ပေါင်း8000လေးတောင်ကန်းကုံအောင်လှူစမ်းဖရားတွေကြက်တော့တယ်လိုက်ဒီနေ့ဗမာပြည်မှာဖရားတွေတဲနေတာပို့ချောမောင်ဝင်နှအောင်လို့ဒီနေ့ရှင်းပြလိုက်တဲ့အရာတွေပပ္ပစိတဒုံလဘနဲ့ကြုံရတဲ့ဒုရတွေမှာအဲ့ဒီလိုကုသိုလ်မျိုးမှာဟုတ်တယ်လားတွေ့ဘာတန်လဲဝိုင်းဘာလို့အဖို့တန်နဲ့ငါ့ကိုမေးလေသားရပြောလေသားကိုဝင်တော့ဆရာတော်ဘာလို့ဖို့တန်နဲ့မေးလေကွာโอเคပပ္ပစိဒါမဲ့အဖြေရှိတယ်ပပ္ပစိတဒုံလဘနဲ့ကြုံရတဲ့ဒုရတွေမှာအဲ့ဒါလိုကုသိုလ်မျိုးမှာအဖို့တန်တာအပေရကပိတ်တဲ့နိဗ္ဗာန်တကားပွင့်တော့ပြီဘာလို့ခြင်းသေးလဲအပေရကပိတ်ပြီးနိဗ္ဗာန်ကဘာအဲ့ဒီဘာသွားခြင်းသေးလဲ